င်္ဂလာပါရှင်လိပ်စာတူရဲ့အပတ်စဉ်ဗုဒ္ဓဟူးညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့မိုင်းကြရန်တွင်ပါတီကော်မတီမူဝါဒဟောပြောပွဲကျင်းပတဲ့တဲ့20မိုင်ဂိတ်တွင်စစ်ကောင်စီတပ်မှတိုက်ခိုက်ခံရပြီးနောက်ပိုင်းစစ်ဆေးမှုပုံမတင်းကျပ်နေတဲ့တဲ့နဲ့စွန်ပြည်အောင်ဒေသခံများစစ်ကောင်စီခွင့်ပြုချက်ဖြစ်တာတွာလာနေရတဲ့တဲ့တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကျွန်မအခုံကြဆင်ပါရှင်။မိုင်ကြရမှုဆိုခမတွေဧပြီလ18-19ရက်နေ့နေ့ရက်တာ KO ဗဟိုကော်မတီရဲ့မူဝါဒများနဲ့ပတ်သက်ပြီးအမြင်ဖွင့်ဟောပြောခြင်းအခမ်းအနားကျင်းပခဲ့ပါတယ်။၎င်းအခမ်းအနားကိုမိုင်ကြရမြို့ပါတီကော်မတီအဖွဲ့မှကြီးမှုပြီးပြုလုပ်တာဖြစ်ကပါတီကော်မတီရဲ့မူဝါဒကိုပြည်သူလူထုများပုံမသိရှိနားလည်ကပါတီကော်မတီအင်အားတိုးတက်လာစေဖို့ရည်ရွယ်ချက်ဖြင့်ပြုလုပ်ရတာဖြစ်ကြောင်းမိုင်ကြရမြို့မှပါတီကော်မတီအထွေထွေအသင်းရေးမှူးဆလံကပမခော့ကမောင်ပြောပါတယ်။အခမ်းအနားမှာပါတီကော်မတီအတွင်းရေးမှူးများရဲ့တွဲဆုံဆွေးနွေးမှုများလည်းပြုလုပ်ခဲ့လို့လည်းသိရပါတယ်။အဆိုပါအခမ်းအနားတွင်ဌာနဆိုင်ရာလူကြီးများပါတီကော်မတီအဖွဲ့ဝင်များနဲ့ပြည်သူတို့တက်ရောက်ခဲ့ပါတယ်ရှင်။မြစ်နာမြို့အထက်လေခေါ်ကျေးရွာနဲ့မရန့်ကျေးရွာကြားရှိ20မိုင်စုပေါင်းစစ်စေးရေးဂိတ်ကိုတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်သားများနဲ့ရဲများမှရခိုင်တိုင်းပြည်သူများကိုစစ်ဆေးမှုများပုံမတင်းကျပ်နေကြောင်းသိရပါတယ်။ကချင်လူလက်ရေးတပ်မတော်ကန်ရီမှတွားရောက်တိုက်ခိုက်ခဲ့ပြီးနောက်အဆိုပါဂိတ်တွေရခိုင်ကထက်လုံခြုံရေးပုံမတိုးထားသည့်တာမကစစ်ဆေးမှုများတင်းကျပ်ထားကြောင်းအရင်ကထက်စစ်အင်အား60ဝန်းကျင်ခန့်တိုးထားကြောင်းဒေသခံတို့မှသိရပါတယ်။အဆိုပါဂိတ်ကိုကချင်လူလက်ရေးတပ်မတော်ကန်ရီမှမတ်လ19ရက်နေ့ကတွားရောက်တိုက်ခိုက်ခဲ့ပြီးဂိတ်စခန်းတွင်ရှိတဲ့ရဲနဲ့စစ်သားတွေထိခိုက်ဒေဆုံးခဲ့တာတွေလည်းရှိခဲ့ပါတယ်။ကချင်ပြည်နယ်အတွင်းစစ်ကောင်စစ်တပ်မှစစ်အားတိုးချဲ့ခြင်းပြည်သူရှိရာကျေးရွာအတွင်းတပ်စခန်းချတာတွေပြုလုပ်ခြင်းပြည်သူများရှိရာကျေးရွာဘက်လက်နက်ကြီးတွေရည်ရွယ်ချက်ရှိဖိခတ်ခြင်းများပြုလုပ်ပြီးကရင်တပ်စခန်းရှိရာဘက်သို့စီရေးလှုပ်ရှားတာတွေပြုလုပ်နေတာကြောင့်တိုက်ပွဲမကြာခဏဖြစ်ပွားလက်ရှိပါတယ်ရှင်။ပူတာအုံမြို့နယ်စွန်ပြည်အောင်ကျေးရွာတွင်စစ်ကောင်စီတပ်သားများတပ်စခန်းချနေထိုင်ခဲ့ပြီးကျေးရွာနေပြည်သူများတွာလာရေးအတွက်၎င်းတို့ထံခွင့်တောင်းပြီးတွာလာနေရကြောင်းဒေသခံများထံမှသိရပါတယ်ရှင်။ရွာသားများကယခုချိန်တောင်ယာခုတ်ချိန်ဖြစ်တော်လဲစစ်ကောင်စီတပ်ကကျေးရွာနဲ့ဝင်းရင်ခွင့်မပြုကြောင်းနဲ့ရွာမှတမန်အတွင်းတော်တွာလာခွင့်ပြုပြီးထင်းခွေတာကစခွင့်တောင်းရတာတွေကြောင့်တောင်ယာတော်မခုတ်နိုင်ကြောင်းနဲ့ယခုချိန်ရွာသားများတွာလာရေးခက်ခဲနေကြောင်းသိရပါတယ်။ရရှိကိများအလုံးကိုမနက်6နိုင်မှညနေ6နိုင်အတွင်းတွာလာရန်ကန့်သက်ထားပြီးမြစ်နာပူတာဝစတဲ့မြို့များကိုလွတ်လပ်စွာတွာလာခွင့်ပေးထားတော်လဲတောင်ယာထင်းခွေတွားဖို့ရန်အတွက်ကွန်ပျူတာပေးမှသာတွာလာရကြောင်းလည်းသိရပါတယ်။စစ်ကောင်စီတပ်မှအဝင်ထွက်ကိအလုံးကိုစစ်ကောင်စီတပ်သားအရက်ဝတ်များပစ်တာစောင့်ကြပ်ပြီးရွာတွင်စစ်ကောင်စီတပ်သားလူများနေရာကျော်ခန့်ရှိကြောင်းလည်းသိရပါတယ်။စွန်ပြည်ရတော်များမှာတိုက်ပွဲကြောင့်တော့တောင်အတွင်းထပ်ပြေးတိမ်းရှောင်နေရမှာမတ်လ22ရက်နေ့မှာရွာတွင်ပြန်နေလာချိန်မှစပြီးစစ်ကောင်စီတပ်သားများရွာတွင်တပ်စခန်းချလာနေတာကြောင့်တိုက်ပွဲတစ်ဖန်ပြန်ဖြစ်လာမှာကိုလည်းစိုးရိမ်ပြီးနေထိုင်နေရကြောင်းလည်းသိရပါတယ်ရှင်။လိုက်စာတီဗီရဲ့ပတ်စင်မှာတိုင်းသားပါတာဖြစ်တဲ့တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။